ဒီ3လက်ကိုကိုသိန်းကျော်အားပေးထားတဲ့စင်ကာပူကပရိုတယောက်ရဲ့အော်ဒါပါပါဝါမန်တွေကလည်းအပီစီညာကစလင်ဒါ100ဘဲကစလင်ဒါ85ဒီကောင်ကိုတိုက်တန်3ချက်သွဲထက်ကတ်ကိုခဲမဲရဲ့အမဲပေါ့နော်တလက်ကိုတော့အစားကတော့ PP 3000ခွဲနိုင်မယ်ထည့်မယ်ဆိုပြီးတော့ပြောထားတယ်ဒါပေမဲ့ကျွန်တော်အများအားပေးတဲ့အတွက်3လက်စလုံးကိုဖွင့်ဝမ်းရင်မတင်တဲ့ color chain 3လက်စလုံးထည့်ပေးလိုက်မယ် discount ပေးတဲ့အနေနဲ့ပေါ့နော်နောက်ပြီးတော့ဒီထက်ကတ်တစ်ချက်မှာကိုဒီလိုမီးတောက်ထဲချင်တယ်အယောင်လေးနဲ့တက်ချင်တယ်ပြောလာလို့ကဲဒါလေးကိုရအောင်တော့လုပ်ပေးလိုက်မယ်ပါဝါမန်မထဲခင်လေးမှာကြည့်နေတဲ့မိတ်ဆွေတွေကလည်းဒီဂိုင်းစည်းတွေလည်းသိချင်ကြမှာပဲဒါလေးကကောက်နံပါတ်81277 sport guide ပေါ့နော်ဒီထိတ်မှာဒါလေးကနားမှာလို့တလို့ဒီလို adjust လုပ်ပြီးတော့ကုတ်ထားလို့ရတဲ့ဟာလေးပါဒါလေးကဝင်းစရာ3,200ကိုဂိုင်းဟို discount 9,000ခွဲနဲ့ပါအယောင်ကတော့4ယောင်ရပါတယ်ဒါလေးကတော့ F85 Titan ထက်ကတ်3ချက်ဝင်းစရာကတော့2,600ခွဲကို discount 2,000နဲ့4,000ခွဲပါထက်ကတ်ကတော့3ချက်ရပါတယ်အမဲရညာကြည့်ရမိခိုးရပါ3လက်စလုံးပြီးသွားပြီဒီ EP ကအရန်ရှည်ဝါမှာဆိုလို့လဲ EP1 အနေနဲ့ပဲကျွန်တော်ရက်လိုက်အောင်လေเนาะဒီမီတောက်လေးကိုထဲ့မဲ့ EP2 ကိုဆက်မြော်ကြတာပေါ့เนาะထက်ကတ်တစ်ချက်ကိုမီတောက်ကာလာထဲ့တဲ့ EP2 လာပြီဗျာဒီထက်ကတ်ကအတက်လေးပါပြီးတော့ဘေးကိုအရန်ရှည်တဲ့အတွက်ကျွန်တော်တို့စီမှာရှိနေတဲ့မီတောက်မန်ကတော့733မီတာပဲရှိတဲ့အတွက်ရမရဆိုတာတေချာလေးတိုင်းချက်ပြီးမှပဲလောက်ရပါတယ်ရပြီဆိုတာနဲ့ကျွန်တော်မိုးတစ်ချက်အရင်လောက်ရပါတယ်အဲ့မိုးက PP မန်အကောင့်ကိုဖြတ်ပြီးတော့တိုင်းပြီးတော့အရင်လောက်ရပါတယ်မိုးလေးရလာပြီးမှပဲကျွန်တော်တို့အပေါက်ဖောက်ပြီးတော့ဒီနေကာကိုမီတောက်ကိုပေါ့နော်အဲ့ဒါလေးဆက်ပြီးတော့ဖြတ်ဖို့အတွက်လောက်ရပါတယ်ဒီလို order မျိုးကိုပထမဆုံးအချိန်လက်ခံရရှိဖူးခြင်းဖြစ်ပါတယ်ဒါကြောင့်လောက်တာလေးလိုအပ်လေးရှိရင်လည်းခွင့်လွှတ်နားလည်ပေးကြပါနော်ရလာပြီဆိုတာနဲ့ကျွန်တော်နှစ်ဖက်စလုံးတိုင်းကြည့်တယ် okay ပြီဆိုတာနဲ့ကျွန်တော်မှန်ဖြုတ်ပြီးတော့အပေါက်တိုင်းပြီးတော့အပေါက်ဖောက်ဖို့လုပ်ပါတယ်တစ်ဖက်ကစကူဖမ်းဖို့အတွက်ရယ်တစ်ဖက်ကတန်လိုက်ပြီးပြန်မြုပ်ဖို့အတွက်ပေါ့နော်နောက်ဆုံးတော့လည်းပြီးသွားပါပြီတက်လိုက်တော့လည်းရုပ်တော်ထွက်တယ်ဗျမိတ်ဆွေတွေရောဘယ်လိုမြင်လဲကပ်ပြီးတော့ကျွန်တော်ခုံကြည့်ပါတယ်ရမ်းကြည့်ပါတယ်ကပ်အားကတော့သူ့အော်လောက်တော့မကောင်းတော့သူ့အော်ကပါလေးအခုလဲလိုက်တဲ့နေကန်မန်ကထူလို့ပါနော်81277ကိုပြန်သွားအောင်เนาะကာလာချင်းလိုက်ရင် slow ကနေကာတိုင်းပဲ F85 ကလည်းကာလာချင်းလိုက်ရင်နေကာတိုင်းပဲလမ်းနဲ့เนาะ